ပိုင်းတစ်ညလမိုက်သည်လေတိုက်သည်နေသည်ကဘာကြီးဟိုဘက်တစ်ချမ်းတွင်ရောက်နေ၏ပြီးတော့မလှတဲ့ညရုပ်ဆိုးတဲ့ညငွေလသည်တိမ်တိုက်ဖုံးနေ၏ကျယ်တွေကလည်းဘယ်နေရာတွင်ပုန်းနေကြသည်မသိညမောင်မောင်လမိုက်မိုက်လမ်းမဲမဲဒီလိုညမျိုးကိုဒေါက်တာကျော်စံလူသည်တိုက်ကြီးစီကငိုရှိုက်တန်တက်တဲ့ပြန့်လွင့်လာတတ်သည်ညီးညူတံဝိုးတော်ဝါကြားရတတ်ပါချေသည်မိုးတညဤဝင်းလက်သောလျက်စီးတစ်ပြက်မှာသပင်ဖားလားချထားတဲ့မိန်းမလှလေးတစ်ယောက်ဒေါက်တာကျော်စံလူဤတိုက်ကြီးပေါ်ကလာသာဆောင်မှာတွေ့ရဘူးသည်ဟုပတ်ဝန်းကျင်လူတချို့ကဆိုကြသည်ဟုတ်မဟုတ်တော့မသိတကူတော်ဘာခတ်သည်အတိရခတ်တဲ့ဒေါက်တာကျော်စံလူဤတိုက်အိုကြီးစီသို့ချဉ်ကပ်ခဲ့ပါသည်တိုက်အိုကြီးသည်တမိုင်းအလွန်ကြိုက်ကလာ၏အတွင်းပိုင်းတွင်ရှိသည်လူနေအိမ်ချင်းများနှင့်ဝေးသောနေရာတွင်ထီးထီးကြီးတည်ရှိနေသဖြင့်ဒီအချိန်တွင်လူသားလူလာပြက်လျက်ရှိသည်မိုးကလည်းရွာသည်သူ့ပေမဲ့ကျိုးတို့ကျဲတဲဖွဲဖွဲကလေးလမ်းမေးရှိမိတိုင်အတွင်းမှာဝါကျစ်ကျစ်လျှက်စစ်မိအောင်ကအမှောင်ကိုဖြိုခွင်းနိုင်ခြင်းမရှိဘခက်ရဲ့အကြိုက်ပင်ဒီလိုညမျိုးကိုဘခက်တန့်တခဲ့သည်ညှော်မှန်းခဲ့သည်မှတ်မောခဲ့သည်သူ၏အလောက်ကညမင်းသားဖြစ်သည်ဥပဒေ၏ပြင်ပမှဖြစ်သည်သူ့တစေဘခတ်တင်ဂိုင်းမရှိအုပ်စုမရှိအလုပ်တစ်ခုကိုအုံနဲ့တင်းနဲ့မလုပ်တတ်ပါချေတယောက်တည်းဆိုတော့ပိုလွတ်လပ်သည်စိတ်တိုင်းကြသည်တို့ကြောင့်မို့သူ့ကိုဘဝတူအเจ้าသည့်အပေါင်းအသင်းတွေကနာမည်တစ်ခုပေးထားကြသည်တကူတော်ဘခတ်တဲ့ဘခတ်သည်ဒေါက်တာကျော်စံလူဤတိုက်အိုကြီးနောက်ဘဲကပိန်းနေပင်အုပ်ထဲတွင်နေရာယူထားသည်အမောင်နှင့်ဘခက်ကလည်းမယားဖြစ်နေလေသူ့ကိုဝိုးတော်ဝါလေးမှမမြင်ရမီးရောင်ဝိုးတော်ဝါထွက်နေတဲ့ဒေါက်တာကျော်စံလူဤတိုက်အိုကြီးကိုတော့ရှေးဟောင်းရဲတိုက်ကြီးပမာသူမြင်နေရပါသည်ဘခတ်သည်အခြေအနေရက်ကိုအစေးတည်ငြိမ်စွာစောင့်ကြည့်နေပါသည်မြည်သည့်ထူးခြားချက်ကိုမှမတွေ့ရမီးရောင်လင်းနေတဲ့အပေါ်တက်ရှိအခန်းတစ်ခုမှအပတိုက်ကြီးတစ်ခုလုံးမဲမဲကြီးဖြစ်နေသည်တက်ဝင်လှုပ်ရှားမှုတစုံတရာမှမတွေ့ရရှိတကယ်ဆိုတော့လေအလုတ်ကလောရည်မဖြစ်အချိန်ယူပြီးအကြနာစီစဉ်ပြီးသားမို့လက်ကွက်ကလေးတွေဟာကွက်ကလေးတွေမရှိစေခြင်းသူသည်လက်ကင်ဘဝအနက်နှင့်ပတ်ချီထားသောရာဒိုကိုဖြည့်ကြည့်လိုက်သည်ဖော့စပါရက်ဒိုင်ကွက်များကလည်း17နာရီတိတိကိုပြနေသည်စောသေးတယ်လောလွတ်မဖြစ်သေးဘူးတိုက်ကြီးအပေါ်ဓာတ်ရှိစနေတောင်းမှအခန်းကမီးလင်းလျက်ပင်ရှိသေးသည်ထိုအခန်းထဲမှာဂျာမန်လို့ဘေဘီကလင်းစန်းနေရကြီးတစ်လုံးရှိသည်စန်းနေရကြီးပေါ်တွင်မတော့ကျိုးပြက်နေတဲ့စောင်းတလက်ဂရီပါအဝတ်နက်နဲ့အုပ်ထားတဲ့လူရိုးကောင်းတစ်လုံးဒါရီကအသေးချာကိုရှိနေပါသည်မကြာမီပင်စန်းနေရတန်တဲ့ထွက်ပေါ်လာသည်ဘင်တိုပင်ဤဖျောင်းနိုင်မီးလောင်သေးသောခြောက်ချားပွဲကောင်းလိုက်ပါ၏